ရဲ့မွေးတိလုံးတဲ့ဘွားကနေနိုင်ငံခြားသားခီးသည်တွေစီကအင်္ဂလိပ်စကား9နှစ်လောက်လေ့လာခဲ့ရပြီးတရုတ်နိုင်ငံရဲ့အချမ်းသာဆုံးစီးပွားရေးလုပ်ငန်းရှင်ကြီးတူဖြစ်လာခဲ့သူ I learned my English by myself when I was a child. I never got one day. ကျောင်းဆရာတယောက်ဖြစ်ပြီးဤပညာပိုင်းမှာအားနည်းပေမဲ့ရှေ့ကိုကြိုမြင့်တက်တဲ့သူမျိုးကျွမ်းကျင်သူတွေနဲ့ပေါင်းပြီးအင်တာနက်စီးပွားရေးလုပ်ငန်းမှာအကြီးမားဆုံးရင်းနှီးမြှုပ်နှံသူတူ Don't believe that technology is going to take away human beings' jobs. ကျမလို့ပြောလိုက်တာနဲ့ KFC ပါဝင်အလုပ်ပေါင်း30ကျော်ကညှင်းမဲ့ခံခဲ့ရပြီးကိုပိုင်တီတောင်ခဲ့တဲ့အလီဘာဘာကုမ္ပဏီကကမ္ဘာချမ်းသာဆုံးစီးနှဲဝင်အောင်သူဘလို့စူးစမ်းခဲ့လေကျမဆိုပြီးနမဲကြီးလာမဲ့မာယွန်းဆိုတဲ့ကလေးလေးကို1964ခုနှစ်စက်တင်ဘာ10ရက်နေ့မှာတရုတ်နိုင်ငံအရှေ့တောင်ပိုင်းဟန်ကျူးမြို့ကျဲချမ်းပြည်နယ်မှာမွေးဖွားခဲ့တယ်စင်းရဲတဲ့ဆိုပေမဲ့ပညာရေးကိုစိတ်ဝင်စားတဲ့ကောင်လေးဟာမနက်စောစောထားပြီးခီးသွွားနိုင်ငံသားတွေကိုအခမဲ့ခီးလမ်းညွှန်ပေးရင်းနဲ့သူတို့စီကနေတက္ကသိုလ်တက်ရောက်ဖို့အတွက်အင်္ဂလိပ်စာကို9နှစ်လောက်လေ့လာသင်ယူခဲ့တယ်။ဂျမ1988ခုနှစ်မှာဟန်ကျိုးနော်မန် University တက္ကသိုလ်ကနေအင်္ဂလိပ်စာဘာသာနဲ့ဘွဲ့ရခဲ့ပြီးအလုပ်လိုက်လျှောက်ခဲ့ရ KFC ပေါင်းကုမ္ပဏီ30ကျော်ကညှင်းမဲ့ခံခဲ့ရသူမျိုးတစ်လကို$15ပဲရခဲ့တဲ့အင်္ဂလိပ်စာကျောင်းဆရာဘွားနဲ့တက္ကသိုလ်တစ်ခုမှာဝင်လုပ်ခဲ့တယ်။ KFC မှာအလုပ်လာလျှောက်သူ24ယောက်ရှိတဲ့တွေက23ယောက်ကိုရွေးချယ်သွားပြီးဂျမတစ်ယောက်ပဲအလုပ်မရတာကြောင့်သူ့ဘဝအတွက်အမှတ်ရစရာတစ်ခုဖြစ်သွားပါ